တက္ကရီ845လူသားမျိုးနွယ်တွေရဲ့ကြောက်ရွံ့မှုထိတ်လန့်မှုနဲ့တိမ်ငယ်မှုတွေစတင်ခံစားခဲ့ရတဲ့နေ့မှာတော့တော်ရင်းတနေရာမှာလည်းတတိုင်းနဲ့စစ်တီရဲမှတ်တွေဟာ 3D စေရေးသုံးကရိယာလို့ခေါ်တဲ့ကျိုးဆွဲလက်နဲ့သူတို့ရဲ့ရန်သူဘလူးတွေကိုအသေးအတန်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။အဲ့ဒီအချိန်မတိုင်ခင်ပျက်စီးခြင်းနဲ့တေခြင်းတရားနမိတ်တွေပြင်းထန်နေတဲ့အိမ်မက်ဆိုးကနေအသက်ငယ်ငယ်ကောင်လေးတယောက်ကထိတ်လန့်စွာနိုးထလာခဲ့ပြီးဘေးမှာရှိနေတဲ့မီခါဆာကိုသပင်တွေရှည်လာလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့အဲရန်ကအိမ်မက်ရှိကြီးတစ်ခုကိုမတ်နေခဲ့တာဖြစ်တဲ့အပြင်နိုးလာတဲ့အချိန်မှာလည်းမျက်ရည်တွေကျနေခဲ့ပြီးသူတို့နှစ်ယောက်လုံးကမာရီယာတတိုင်းနဲ့ကလေးရဲ့ရှီကန်းရှိနာမျိုးမှာနေထိုင်ကြတာဖြစ်ပါတယ်။အဲရန်တို့ထင်းခွေပြီးပြန်လာတဲ့အချိန်ဒီတတိုင်းရဲ့မျိုးဆောင်တပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ဟန်နက်စ်နဲ့တငယ်ချင်းတွေကဂိတ်ကိုတေချာမဆောက်မဲ့မူရင်းနေကြတဲ့အတွက်အဲရန်ကမကြေမနက်ဖြစ်သွားခဲ့ပါတယ်။အရေးကြုံလို့တိုက်ခိုက်ရမယ်ဆိုရင်တတိုင်းထဲကိုဘလူးတွေသာဝင်လာမယ်ဆိုရင်အခုလိုမူယူနေရဲ့ပုံစံနဲ့ဘလုံးမှမဖြစ်နိုင်တဲ့အကြောင်းအဲရန်ကပြောပေမဲ့ပေ90မြင်းနဲ့တတိုင်းအတွင်းကဒီမျိုးကြီးအေဂျင့်နေရာကနှစ်ပေါင်း100လောက်ရှိပြီဖြစ်လို့စိတ်ပူစရာမလိုတဲ့အကြောင်းဟန်နက်စ်ကပြန်ရှင်းပြလိုက်ပါတယ်။ဒီမျိုးရဲ့အတော်ဆုံးဆရာဝန်ကြီးရဲကရဲတာအဲရန်ကမကျေနပ်ပေမဲ့ဟန်နက်စ်ကတော့မျိုးသူမျိုးသားတွေကသူတို့မျိုးဆောင်တပ်ဖွဲ့ကိုအလကားအသုံးမကျတဲ့စံကုန်မြင်လေးတွေလို့ခေါ်နိုင်နေသေး၍သူတို့ကလှုပ်ဆရာမရှိပဲဒီမျိုးကြီးဘေကင်းအေဂျင့်နေရာဖြစ်ပြီးမျိုးဆောင်တပ်သားတွေသာတိုက်ခိုက်နေရမယ်ဆိုရင်တော့အရန်ဆိုးရတဲ့အခြေအနေဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ဒါပေမဲ့အဲရန်ကတော့အခုလိုမျိုးထဲမှာကောင်းကောင်းစားပြီးတတိုင်းရဲ့အပြင်ကိုမထွက်ဘဲနေရတာကနွားချန်တွေကနွားတွေအတိုင်းပဲဖြစ်တဲ့အကြောင်းပြောခဲ့လိုက်ပါတယ်။အဲရန်ကတတိုင်းတို့ရဲ့အပြင်ဘက်ကိုထွက်နိုင်တဲ့တခုတည်းသောကင်းနောက်တစ်ဖွဲ့ကိုအရွယ်ရောက်တဲ့အချိန်မှာဝင်ဖို့ဆုံးဖြတ်ထားတာဖြစ်ပြီးမီခါဆာကတော့အဲအကြောင်းကိုစိတ်ပူနေပေမဲ့သူတို့ပြန်လာတဲ့အချိန်ခေါင်းထိုးတန်တစ်ခုကိုကြားလိုက်ရပါတယ်။မျိုးပြင်ကိုထွက်သွားတဲ့ကင်းနောက်တစ်ဖွဲ့ပြန်ရောက်လာတာဖြစ်ပေမဲ့တပ်သားတွေအလုံးကဒဏ်ရာတန်ချက်ဒုက္ခိတဘဝနဲ့ပြန်လာကြတာဖြစ်တဲ့အပြင်တော်တော့ကအရေးတွက်ထက်လေနဲနေရကြောင်းမျိုးသူမျိုးသားတွေကတော့ထုံးစံအတိုင်းဝိုင်းဝန်းအပြစ်တင်နေကြတာဖြစ်ပါတယ်။အဲ့လိုသူတို့အပြင်တစ်ခါတော့တိုင်းဆုံးရှုံးရမှုတွေမနှဲပေမဲ့အခုချိန်ဒီလူသားမျိုးနဲ့ချစ်စမ်းလို့ရမယ့်နေမြေတွေအနာဂတ်တွေဆိုတာရှာလို့မတွေ့သေးပဲဘလူးတွေဘဲကလာလဲဆိုတာကိုတော့အခုထိစုံစမ်းလို့မရခဲ့တာကြောင့်ကင်းနောက်တစ်ဖွဲ့ဆိုရင်ဘယ်သူမှအထင်မကြီးပဲပြည်သူတွေရဲ့အခွန်ကိုအလကားစားနေတဲ့ကောင်တွေလို့မြင်လာကြတာဖြစ်ပါတယ်အဲရန်ကတော့အဲ့လိုပြောတဲ့သူတွေကိုမကျေနပ်ပဲဒီလောက်ထိအသေးပြောင်များတဲ့ကင်းနောက်တစ်ဖွဲ့တွေကိုသူ့ရဲ့လွတ်လပ်ခြင်းနဲ့စိတ်တစ်ခုတည်းနဲ့ဝင်ကျင်နေရဖြစ်တဲ့အတွက်အဲရန်ကိုစိတ်ပူတဲ့မိခါဆာကအိမ်ရောက်တဲ့အချိန်သူ့မိဘတွေကိုတိုင်ပြောလိုက်ပါတယ်အဲရန်မီခါလာကအန်နီရဲ့များလုံးတဲ့အတွက်အသေးအတန်တားပြီးမြဲသူ့အဖေကတော့ဘာလို့တတိုင်းပြင်းကိုထွက်ချင်ရရလဲဆိုတော့မိကုန်းတစ်ခုပဲပြန်မေးခဲ့ပြီးဒီနေရာမှာတက်တက်လုံးဘာမှမသိပဲနေသွားရတာထက်အပြင်လောကကိုစူးစမ်းချင်တဲ့သူသားအကြောင်းသိလိုက်ရတာကြောင့်ဘာမှထပ်မပြောတော့ပဲလူတယောက်ရဲ့သိချင်စိတ်ဆိုတာစကားနဲ့တားလို့မရတဲ့အကြောင်းသူမိမခါလာကိုပြောပြလိုက်ပါတယ်အဲ့ဒါအပြင်ခကြီးကပြန်ရောက်တဲ့အချိန်မြေရောက်ခန်းထဲမှာသူ့အမြဲသိမ်းထားခဲ့တဲ့လှုပ်အချက်ကိုပြောပြမယ်လို့ကဂရီပေးခဲ့ပြီးမြဲအမေဖြစ်တဲ့ခါလာကတော့အသက်ရှင်နိုင်ခြင်းနဲ့ကင်းနောက်တစ်ဖွဲ့ကိုဝင်ဖို့လုံးဝသဘောမတူတဲ့အတွက်အဲရန်လည်းအိမ်ကနေထွက်လာခဲ့ပါတယ်လမ်းမှာတော့အနိုင်ချင်းခံနေရတဲ့ဇမင်အဝါနဲ့ကောင်လေးအာမင်ကိုဝင်ကူညီဖို့လုပ်ပေမဲ့ဘူလီကောင်လေးတွေကသူ့ကိုဂယူးမဆိုင်ပဲမီခါဆာအောင်မြင်မှလှိမ့်နေအောင်ထွက်ပြေးသွားကြပါတယ်အာမင်ကလည်းအဲရန်လိုလူသားတွေကတတိုင်းအပြင်ဘက်ကိုထွက်တဲ့နယ်လို့ယုံကြည်ရသူဖြစ်ပြီးလူတိုင်းကတော့အဲ့လိုတွေးတဲ့သူတို့နှစ်ယောက်ကအယူလို့မြင်ကြတဲ့အပြင်တော်ဝင်အစိုးရကိုယ်တိုင်ကအပြင်ထွက်ဖို့ပြောတာကိုတားမြစ်ထားတာဖြစ်ပါတယ်လူတွေကဒီတတိုင်းထဲမှာပဲနှစ်ပေါင်း100လောက်ငြိမ်းချမ်းစွာနေနိုင်ခဲ့တဲ့အတွက်ဘလူးတွေပြည့်နေတဲ့အန်ဒီရဲ့များတဲ့အပြင်လောကကိုထွက်ဖို့မစင်စားကြတော့ပဲအဲအကြောင်းနဲ့အဲရန်ကတရဝင်အပြင်ထွက်ခွင့်ရှိတဲ့ကင်းနောက်စစ်သားလုပ်ဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်သူတို့စကားပြောနေတဲ့အချိန်မှာပဲမိုးချိုပစ်ချလိုက်တယ်လို့အလင်းတန်းတစ်ခုနဲ့အတူတမျိုးလုံးတိတ်နေတုန်ခါသွားခဲ့ပြီးပေ90မြင်းနဲ့တတိုင်းအပြင်ကနေလက်ကြီးတစ်ဖက်မျက်နှာကြီးတစ်ခုကရုတ်တရက်ဆိုသလိုပေါ်လာတာကိုတွေ့လိုက်ရပါတယ်။အေယာမဘလူးကြီးရဲ့ခြေကန်ချက်တစ်ခုနဲ့ခိုင်ခန့်လာပါတယ်ဆိုတဲ့တတိုင်းကအပေါက်ကြီးဖြစ်သွားခဲ့ပြီးရဲ့နောက်အပြင်ကဘလူးတွေကလည်းရှီကန်းရှိနာမျိုးတွေကိုစတင်ဝင်လာကြပါတယ်။လူတွေကလည်းကဘာပြက်တယ်လို့ပြေးလွှားနေကြပေမဲ့အဲ့ဒီတတိုင်းနားမှာသူတို့အိမ်ရှိရဲ့အေရန်ကတော့မိခင်စောနဲ့အပြေးပြန်လာခဲ့ပြီးတတိုင်းကနေလွှင့်စင်လာတဲ့ကြောက်တုံးအပိုင်းစတွေကြောင့်သူ့အမေကအိမ်အပြက်စီးတွေကြားမှာပိတ်မိနေတာဖြစ်ပါတယ်။ဘလူးမတကောင်ကလည်းသူတို့အိမ်ဘက်ကိုဥတီလာနေပြီဖြစ်တဲ့အတွက်ခါလာကတော့အောက်ပိုင်းကျိုးကြီးနေတဲ့သူ့ကိုမကယ်တော့ပဲအမြန်ထွက်ပြေးဖို့ပြောလိုက်ပါတယ်။ခေါင်းမရဲ့အဲရန်ကသူ့အမေကိုမထားခဲ့ချင်တဲ့အတွက်ခါလာကလည်းသူ့စကားကိုဒီချိန်လောက်တော့နားထောင်ဖို့နဲ့အခုချိန်မပြေရင်3ယောက်လုံးတေးမာဖြစ်တဲ့အကြောင်းပြောနေရုံဟန်နက်စ်ကရောက်လာခဲ့ပါတယ်။ဆရာဝန်ကြီးရဲကတမျိုးလုံးကိုပလက်ယောဂကပ်ပေးရနေကယ်ပေးဘူးတာကြောင့်အဲ့ဒီကျေးဇူးကြွေးကိုပြန်ဆက်နိုင်ဖို့တယောက်တည်းဘလူးကိုရင်ဆိုင်ဖို့စဉ်းစားလိုက်ပြီမဲ့အနာရောက်တဲ့အချိန်မှာတော့သူ့အစွမ်းစားနဲ့မဖြစ်နိုင်ဘူးဆိုတာသိလိုက်တဲ့အတွက်ရွေးစရာမရှိတော့ပဲကလေးနှစ်ယောက်ကိုဦးစားပေးကယ်လိုက်ရပါတယ်ခါလာကတော့သူကလေးတွေကိုအသက်ရှင်အောင်နေဖို့မှာရင်းနဲ့အနာရောက်လာတဲ့ဘလူးမရဲရဲဆက်ဆက်စားတာကိုခံလိုက်ရပြီးအဲ့ဒီမြင်ကွင်းကိုလည်းအဲရန်ကသူ့မျက်စိနဲ့တက်အပ်မြင်လိုက်ရတာဖြစ်ပါတယ်အတက်ကွန်တိုက်တန် anime ကိုမြန်မာစာရင်းထိုးနဲ့ကြည့်ကျင်နေဆိုရင် Telegram မှာ Geo Anime ခွန်3လုံးလို့ရိုက်ရှာပြီးကြည့်ရှုလို့ရပါတယ်US နိုင်ငံ location ရတဲ့ VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ်လွန်ခဲ့တဲ့နှစ်တရာကျော်လောက်တုန်းကလည်းအဲ့လိုအဖြစ်အပျက်မျိုးနဲ့ကြုံခဲ့ကြတာကြောင့်လူသားတွေကတတိုင်းသုံးခုကိုတိစောက်ပြီးအတွင်းထဲမှာပဲနေခဲ့ကြတဲ့အကြောင်းကိုကြားပူးကြပေမဲ့ဘသူမှအရေးတယူမရှိခဲ့ကြတဲ့အတွက်ကြိုတင်မပြစ်စင်ထားတဲ့ရှီကန်းရှိနာမျိုးကြီးကလူသားစားဘလူးတွေလက်အောက်မှာငရဲကျသလိုကဘာပြတ်နေကြပြီဖြစ်ပါတယ်အဲရန်ကသူ့အမေကိုမကယ်နိုင်ခဲ့တာကြောင့်ဒေါသထွက်နေတဲ့အတွက်လက်ရှိအစွမ်းစားမရှိတဲ့အဲရန်နေနဲ့ဘာမှလုပ်နိုင်မှာမဟုတ်ပဲသူကိုယ်တိုင်ကလည်းတိုက်ခိုက်ဖို့ယုံကြည်မှုမရှိခဲ့လို့ဟန်နက်စ်ကတောင်းပန်လိုက်ပါတယ်ဘလူးတွေကမျိုးရဲနေရအနှံ့ကိုရောက်နေကြပြီဖြစ်လို့မျိုးဆောင်တပ်သားတွေကတတိုင်းအတွင်းဘက်စီကိုလူများများဝင်လို့ဆက်နေတခုလေတော့ရေလန်းချောင်းဂိတ်တကားကနေရှိသမျှလှေတွေနဲ့တလက်စီတဲယူပို့ဆောင်ပေးနေကြပြီးတိုက်ပွဲအတွေ့အကြုံမရှိပေမဲ့သူတို့တက်တဲ့လောက်စွမ်းဆောင်ပေးနေကြတာဖြစ်ပါတယ်
ဒါပေမဲ့ကြိုတင်ပြင်ဆင်မှုတွေမလုပ်ထားခဲ့တဲ့အတွက်မျိုးတွေကလူရင်အားနဲ့တည်ယူပို့ဆောင်ပေးနိုင်တဲ့တင်းမောအရေးတော့ကမလောက်ငါပဲအဲ့လိုအခြေအနေမှာတက်ခိုင်းနိုင်မှုလေတေချာမလေးကျင့်ထားခဲ့ကြတာကြောင့်တက်သားတွေကပြန်များနေကြရပြီဖြစ်ပါတယ်မာရီယာတတိုင်းရဲ့တောင်ဘက်အစွန်းထွက်နေတဲ့ရှီကန်ရှိနာမျိုးတဲ့အနက်မှာဘလူးတွေကတစားတက်တစားပြင်းနေလာပြီဖြစ်တဲ့အတွက်တတိုင်းအတွင်းထဲကိုထပ်ပြီးမရောက်လာနိုင်အောင်မျိုးဆောင်တက်သားတွေကဂိတ်တကားကိုပိတ်ချဖို့ဆုံးဖြတ်လိုက်ပါတယ်ဟန်နက်စ်ကတော့မျိုးထဲမှာလူတွေအများကြီးကြံနေသေးတဲ့အတွက်ရေလမ်းကြောင်းကလွဲလို့တခုတည်းရှိတဲ့ဂိတ်ကိုမပိတ်ဖက်အသုံးပြုဖို့ပြောနေပြီမဲ့ဘလူးတွေဒါမာရီယာတတိုင်းထဲကိုဝင်လာမယ်ဆိုရင်လူသားတွေရဲ့နေမြေကိုပါဆုံးရှုံးရနိုင်တာကြောင့်မျိုးတစ်မျိုးကိုလက်လွတ်လိုက်ဖို့ပြင်ဆင်ထားကြတာဖြစ်ပါတယ်သူတို့တွေငင်းခုန်နေကြတဲ့အချိန်မှာတခြားဘလူးတွေနဲ့မတူပဲခန္ဓာကိုယ်တစ်ခုလုံးမာကျော်ရဲ့အရေပြားတွေနဲ့ပြည့်နေနေတဲ့ဘလူးတစ်ကောင်ဟာဂိတ်ပေါက်စီကိုတောက်ဟုန်တို့ပြေးဝင်လာခဲ့ပြီးအမြောက်ကြီးစံတော်မတိုးတဲ့အတွက်မာရီယာတတိုင်းရဲ့တောင်ဘက်ဂိတ်ပေါက်ကဖျက်ဆီးခံလိုက်ရပါတယ်အဲ့ဒါကိုတတိုင်းအတွင်းထဲရောက်နေပြီဖြစ်တဲ့အေရန်ကလှေပေါ်ကနေလှမ်းမြင်လိုက်ပြီးတောင်ဘက်အစွန်ဆုံးရှီကန်ရှိနာမျိုးနဲ့အတူမာရီယာတတိုင်းမှာပျက်စီးသွားတာကြောင့်ဒုတိယ Rose တတိုင်းရဲ့တောင်ဘက် Trot ဒေတာတွေကိုဒုက္ခသည်တွေကအလုံးအင်းနဲ့ဝင်လာကြပြီဖြစ်ပါတယ်အဲ့လိုအရှင်လဲငရဲကိုမြင်လိုက်ရတဲ့အေရန်ကတော့သူ့အိမ်ပြန်လို့မရတော့ဘူးဆိုတဲ့အသည့်နဲ့အတူဘတော်မှထပ်မတွေ့ရတော့မဲ့သူ့အမေတို့လက်စားချေမှုသူကတစ်ချိန်မှာအစွမ်းထက်လာပြီးကဘာပေါ်မှာရှိသမျှဘလူးတွေအားလုံးကိုတတ်ပစ်မယ်လို့တန်နှိမ့်ထန်ချလိုက်ပါတယ်မာရီယာတတိုင်းတွင်းကိုတင်းမောနဲ့လိုက်ခွင့်မရခဲ့တဲ့များစွာသောတောင်းတဲ့ချီရဲ့မြို့သူမြို့သားတွေကတော့ဘလူးတွေစားတာခံလိုက်ရပြီးအဲ့တည်င်းကိုကြားတဲ့အေရန်ရဲ့အဖေကလည်းအပြေးလွှားပြန်လာနေခဲ့ပြီဖြစ်ပါတယ်သူ့အဖေကသွေးယူသွေးရန်စစ်ထိုးရတစ်ခုနဲ့အတင်းကျပ်ထိုးပြီးတော့မမေ့ဖို့တနေ့ကျရင်အဲ့ဒီနေရာကိုရအောင်သွားဖို့မှန်နေတဲ့အိမ်မဆိုးကနေအေရန်ကပြန်နှိုးထလာခဲ့ပြီးစိတ်ထဲမှာသူ့အဖေကိုတကယ်တွေးခဲ့တယ်လို့ခံစားလိုက်ရတဲ့ပြင်လေပင်မှလည်းသူ့တော်သတိမထားမိလိုက်ပဲတော့ရှိနေခဲ့ပါတယ်သူတို့က Rose တတိုင်းနဲ့ကလေးရဲ့တောင်ဘက်အစွန်ဆုံး Trump မြို့ကိုရောက်နေကြပြီဖြစ်ပြီးများပြားလာတဲ့ဒုက္ခသည်တိုင်းအတွက်တော့ရိတ်ခလောက်လောက်ငန်းမရှိပဲအာမေရဲ့အဖိုးကြောင့်သာပေါင်မုံကျန်းတစ်လုံးစီရခဲ့ပေမဲ့ Trump မြို့သားတွေကတော့သူတို့လိုအပြင်သူတွေကိုလုံးဝလက်မခံနိုင်ကြတဲ့အကြောင်းကြားလိုက်ရပါတယ်သူတို့အတွက်ရိတ်ခလောက်တော့အောင်တခြားမျိုးကဒုက္ခသည်တွေကိုဘလူးစာကျွေးပေးတဲ့နယ်လို့ကပြောနေရကြောင်းမဟုတ်မခံအေရန်ကလည်းပြဿနာသွားချခဲ့ပြီးဘလူးတွေကိုလက်တွေ့မမြင်မှုတွေတတိုင်းတွေကကောင်တွေကပေါ့ပေါ့လေးအပြောင်ပြက်ပြောနေရကိုလက်မခံနိုင်တဲ့အကြောင်းသွားပြောလိုက်ပါတယ်အာမေဝင်တားလက်ကြကြောင်းသာဘာပြဿနာမှမတက်သွားခဲ့ပြီမြဲအေရန်ကတော့မာရီယာတတိုင်းစီပြန်သွားနိုင်မှုဘလူးတွေအားလုံးကိုရှင်းပြဖို့ပဲစိတ်အားထက်သန်နေတဲ့အတွက်ထရော့မျိုးကလူတွေရဲ့မတထားရေးစားကိုလုံးဝမစားဘူးလို့ပါပြောလိုက်ပါတယ်အာမင်ကလည်းသူတို့အနေနဲ့အားနေလုံးတဲ့အတွက်အခုချိန်ဒီမှာဘာမှပြန်မလုပ်နိုင်ပဲသူ့ရဲ့အဖေနဲ့မိကိုလည်းဘလူးတွေစားပစ်ခဲ့တာဖြစ်ပေမဲ့လက်ရှိမှာရွေးစရာမရှိပဲအသက်ရှင်အောင်နေဖို့ပြောရင်အေရန်နဲ့ညှင်းခုန်နေကြတာဖြစ်ပါတယ်အဲအကြောင့်မီခါဆာကအေရန်ကိုဝင်တားလိုက်ပြီးအာမင်ကအတုံးမကျတဲ့သူမဟုတ်ပဲသူယူလာပေးလို့သာဒီနေ့အစားစားခွင့်ရတာဖြစ်လို့တကယ်တမ်းအတုံးမကျတာကသူတို့နှစ်ယောက်ဖြစ်တဲ့အကြောင်းနဲ့လက်ရှိအားနေနေတဲ့အချိန်မှာဘလူးတကောင်တော်တတ်နိုင်မှာမဟုတ်တဲ့အတွက်အသက်ရှင်အောင်နေဖို့ကပဲအရေးကြီးတဲ့အကြောင်းပြောရင်ပါစက်တဲကိုပေါင်းမုံထိုးထည့်ပေးလိုက်ပါတယ်အဲ့နောက်ပိုင်းထရော့မြို့မှာလုံးဝရိတ်ခမလောက်တော့တာကြောင့်ဒုက္ခသည်တွေကိုမာရီယာတတိုင်းရဲ့အတွင်းဘက်စွန့်ပစ်စိုက်ပျိုးမြေတွေစီမှာကိုယ်တိုင်ရိတ်ခသွားချခိုင်းခဲ့ပြီးအဲ့ဒါတော့မှမလောက်ငားခဲ့တဲ့အတွက်ဗဟိုအစိုးရကပောက်သွားတဲ့မာရီယာတတိုင်းကိုပြန်ဆောက်ဖို့အမိန့်ချမှတ်ခဲ့ပါတယ်အရွယ်မရောက်သေးတဲ့ကလေးတွေကလွယ်လို့အာမင်ရဲ့အဖိုးပါလိုက်သွားခဲ့ရပြီးလူပေါင်း2,500,000လောက်ကိုမာရီယာတတိုင်းပြန်ဖာထိနိုင်မှုအသုံးချခဲ့ပြီးမြဲလူ100ကျော်လောက်ပဲအသက်ရှင်ခဲ့တဲ့အတွက်လူတွေအများကြီးကိုစတေးလိုက်ရတဲ့ရလတ်အနေနဲ့ဗဟိုအစိုးရရဲ့အကြံတိုင်းရိတ်ခမလောက်ငားမှုကတော့ရော့ကျသွားခဲ့ပါတယ်ကံကောင်းစွာနဲ့ပြန်လာနိုင်တဲ့သူတွေထဲမှာအာမင်ရဲ့အဖိုးလည်းမပါခဲ့ပဲအေရန်ကတော့ဘလူးတွေကိုလက်စားချနိုင်မှုဆုံးရှုံးသွားတဲ့သူတို့ရဲ့အိမ်ကိုပြန်ယူနိုင်မှုနောက်နှစ်မှာတက်သားတစ်စုဆောင်ရေးကိုနာမည်စည်းရင်းပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အာမင်ကလည်းလက်ခံတဲ့အတွက်အေရန်ကိုကာကွယ်ပေးခြင်းနဲ့မီခါဆာကလည်းစည်ရင်းပေးဖို့သဘောတူလိုက်ကြပြီးအဲ့ဒီဆုံးဖြတ်ချက်အတိုင်းနောက်နှစ်မှာတက်ခွဲ104ရဲ့တက်သားတစ်စုဆောင်ရေးမှာ3ယောက်လုံးပါဝင်သွားခဲ့ကြပါတယ်သူတို့ကိုလေ့ကျင့်ပေးမဲ့တက်မှုကတော့ခရစ်ရှာတဲ့လို့ခေါ်ပြီးဘာတစ်ခုမှတိုက်ပွဲအတွေ့အကြုံမရှိသေးတဲ့လူငယ်လေးတွေကို3နှစ်ဆိုတဲ့အချိန်တွင်တတိုင်းကြီးနဲ့ဘရင်ကိုကာကွယ်နိုင်အောင်ဘလူးတွေကိုတုတ်တင်နိုင်တဲ့စစ်သားကောင်းတစ်ယောက်ဖြစ်အောင်ဒါမှမဟုတ်ကောင်းကောင်းအစားခံရအောင်ကိုယ်တိုင်ရွေးချယ်နိုင်မှုပြင်းပြင်းထန်ထန်လေ့ကျင့်သင်ကြားပေးတော့မှာဖြစ်ပါတယ်ဒါကတော့အတက်ခွန်တိုက်တဲ့အပိုင်း1ဖြစ်ပြီးအပိုင်း2ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်